အားလုံးပဲမင်္ဂလာပါ Microsoft Excel online training ရဲ့ chapter number 9ကိုရောက်လာပါပြီဒီအခန်းကတော့ working with Excel pivot table ဖြစ်ပါတယ် pivot table ကကျတော့ကျွန်တော် data တွေအများကြီးတွေကို data တွေအများကြီးနဲ့လောက်ကိုင်းတဲ့အခါမှာလိုအပ်တဲ့ data တွေကိုစုစည်းပေးတဲ့နော်စုစည်းပေးတဲ့အားမျိုးမှာအသုံးပြုပါတယ် pivot table ကလည်း data တွေအများကြီးကိုင်းတဲ့အခါမှာအလွန်အသုံးဝင်ပါတယ်အဲ့တော့ကျွန်တော်တို့ကြည့်သွားပါမယ်သုံးတဲ့အခါမှာလည်းအရန်လွယ်ကူကူပါပဲခက်ပါမရှိပါဘူးအဲ့တော့သူကဒီဥစ္စာကို row လို့ခေါ်တယ်အပေါ်က column area အဲ့တော့ data ကအခုကတော့သူက data တွေအများကြီးရှိမှာပေါ့နော်ရှိတဲ့ data လေးတွေကိုသူကဒီရှင်းဟောဖြစ်အောင်သူရ anatomy ဘယ်နေရာဘာခေါ်လဲဆိုတော့ပြောချင်တာအဲ့တော့ဒီမှာ data တွေအကုန်လုံး row တွေလိုက်ရေးထားတာအကုန်လုံးကျတော့ row area လို့ခေါ်ပါတယ်ဒီအပေါ်ကကျတော့ row အလိုက်မှာ column တွေမှာရေးထားတဲ့ဥစ္စာကို column area လို့ခေါ်တယ်နော် column area လို့ခေါ်တဲ့ဒါနဲ့ row တစ်လျှောက်မှာရှိတယ် row area လို့ခေါ်တဲ့ column တစ်လျှောက်မှာရှိတယ်အဲ့ row နဲ့ column ကြားမှာရှိနေတဲ့ cell တွေဒီ cell တွေအကုန်လုံးကိုကျတော့ value area လို့ခေါ်ပါတယ်ပြီးရင်အပေါ်မှာကျန်တဲ့ဥစ္စာတွေအကုန်လုံးကိုကျတော့filter area လို့ခေါ်တယ်နော် filter area တော့ filter ဆွဲပြီးကျွန်တော်ပြပါမယ်အဲ့တော့ create pivot table နော် pivot table create လုပ်တဲ့အခါမှာသူကဒီအောက်မှာပဲရှိတယ် insert အောက်မှာရှိတယ် insert အောက်မှာ pivot table ဘယ်လိုလုပ်လဲဆိုတော့ from table ကနေလောက်မလား from external data source ကနေရလောက်မလားဆိုပြီးရှိတယ်အဲ့တော့ကိုက table ရလောက်တာတွေကိုကျွန်တော်ပြသွားပါမယ်အဲ့တော့ကျွန်တော်တို့ table ရှိရဆိုရင်ကျွန်တော် table ကိုနံပါတ်1အရင်ဆုံးဆက်လက်ပေးထားမယ်နော် any single cell inside the data table ထဲမှာရှိနေတဲ့ single cell တစ်ခုကိုဆက်လက်ပေးလိုက်ပါပြီးပြီးနံပါတ်2ခုနကပြောခဲ့တဲ့ pivot table ကိုတစ်ချက်နှိပ်လိုက်ပါ insert pivot table command ပြီးရင်ဘာဖြစ်လာအောင်ဆိုတော့ edit နော်activate ဖြစ်သွားမယ် create pivot table dialog box ကဒီ dialog box activate ဖြစ်လာပြီ activate ဖြစ်လာရင် okay ပေးလိုက်မယ်ပြီးကမှကျွန်တော်တို့ pivot table ကိုဆက်ပြီးတော့ပြုပြင်သွားအောင်ချက်ချင်းတော့မရအောင်နော်အဲ့တော့ pivot table ကိုသင်ဖို့ရကျွန်တော်ဟောလုပ်ထားပါတယ်နော် file နေဖွင့်ထားတယ်နောက် file တစ်ခါကြတယ်နောက်ထပ်အခုကခုနစာအုပ်ကနေပြီးတော့သင်တာရှိမယ်အခုဒီ Excel ကနေပေးတဲ့နော်သူရဲ့ lecture tutorial lecture ကနေပြီးတော့ကျွန်တော်ပေါင်းပြီးတော့သင်သွားတာဖြစ်ပါတယ်အဲ့တော့ make your first pivot table ကိုစပြီးလုပ်မယ်အဲ့တော့ဒီနေရာလေးမှာဒါလေးရှိတယ်ဒီ table လေးရှိတယ်ဒီ table လေးကိုကျွန်တော်ဟောလုပ်လိုက်မယ် copy ကူးလိုက်မယ်ဟုတ် table လေးရောက်လာဒီ table လေးကိုကျွန်တော်ဒီ table ပုံစံလုပ်ပြမယ်အဲ့တော့သူ့ရဲ့ table ကဒီလိုလေး select တစ်ခုပဲပေးလိုက်ရတယ်အကောင်လုံး select ပေးလိုက်ရင်ရတယ်အဲ့တော့ insert ကနေပြီးတော့ pivot table ကိုတစ်ချက်နှိပ်လိုက် pivot table တစ်ချက်နှိပ်လိုက်တာနဲ့သူကနော်အပေါ်ကဟာလေးကို select လုပ်select ပေးအဲ့တော့ pivot table ဟုတ်တရားပဲပြတယ်ဟုတ်ပြီသူက new one ရှိမှလုံးမလား existing one ရှိမှလုံးမလားကျွန်တော်ကနေရာရှိသေးတဲ့အတွက် existing one ရှိမှပဲလုံးတယ်ပြီးရင် location down နေသေးတယ် down နေကျွန်တော်ဒီနေရာပေးလိုက်မယ်ပြီးရင် okay အဲ့တော့ဒီနေရာလေးမှာလုံးပါအဲ့တော့ pivot table လုပ်တဲ့အခါမှာသူကဘာပေါ်လာမလို့ဒီမှာ pivot table fee ဆိုပြီးတော့ပေါ်လာတယ်fee ဆိုပေါ်လာတဲ့အခါမှာဒီမှာ buyer နော် buyer ဆိုတာကဒီမှာရှိပြီးသားဘသူဝယ်အမမီဝယ်လား daddy ဝယ်လား kelly ဝယ်လားအဲ့ဒါကသူကဘာလုပ်ချင်အောင်ဆိုတော့ column မှာပြချင်တာbuyer အဲ့တော့သူကဟောဖြစ်မယ် buyer လေးကိုကျွန်တော်ဖိပြီးဆွဲလိုက် column မှာပေးလိုက်အဲ့ဆိုရင်သူ buyer ကဘာဖြစ်တော့ daddy kelly မမီကကြတော့ column မှာပြမှာမဟုတ် row မှာပြအဲ့တော့ဒီမှာ daddy kelly မမီ
နော်မာမီကိုအပေါ်ပို့ခြင်းစီလို့ရအောင်နောက်တစ်ခါကျတော့ sum of amount နော်သူရဲ့တန်ဖိုးတွေ amount နော် amount ကကျတော့ဒီမှာ value ကိုသွားပို့လိုက်ရအောင် value ကိုသွားဒီပုံစံဖြစ်သွားပြီနော်ဒါလေးက bytecode table ပဲအဲ့တော့ကျွန်တော်တို့ဒီမှာ table ကဒါလေးကတော့နမူနာပြလို့ဆိုရှင်းရှင်းလေးပေါ့နော် daddy နဲ့ mommy နဲ့ kibli နဲ့3ယောက်ထဲမှာလို့သာလူပေါင်း3000လောက်နော်3သိန်းလောက်အလုပ်ကိုကျွန်တော်တို့တူရ filter ဆွဲတဲ့အခါမျိုးတွေကြတော့ဒါအရင်အသုံးဝင်တယ် data တွေများရင်များသလိုသူကအသုံးဝင်တယ်အဲ့တော့ဒီပုံစံလေးကိုကျွန်တော်ဒီမှာလုပ်ပြလိုက်ပြီနော် page number 2 page number 2ပုံစံကျွန်တော်ပြန်လုပ်ပုံမယ်တော့မှတ်မိအောင်လို့ပါ control C control V အဲ့တော့သူတို့ဆက်လက်ပေးလိုက်ဆက်လက်ပေးပြီးတော့ insert A60 ရှိမှာပဲလုပ်မယ်ဒီနေရာလေးမှာပဲပေးလိုက် okay ပေးလိုက်အဲ့လိုရပြီအဲ့တော့ဘိုင်းယာက row အနေနဲ့ရမှာရှိမယ်ဒီမှာဘိုင်းယာ row ပို့လိုက်ဒီမှာ daddy kibli mommy ရပြီအဲ့တော့ခုနက amount ကိုကျွန်တော်ဒီမှာပို့လိုက် value မှာပို့လိုက် amount လည်းရပြီသူကဘာလုပ်ချင်တာဆိုတော့ type နော် type ကိုပဲချင်တာ type ရှိတယ် type ကိုဘယ်မှာပို့မှာ column မှာပို့ချင်တယ်နော် column မှာပို့ရင်အဆင်မပြေဘူးအဲဒါဆိုရင် row မှာပို့ချင်တယ် row မှာပို့ရင်လည်းဒီလိုအဲဒါဆိုရင် type ကို filter မှာပို့ချင်တယ် filter မှာပို့လည်းအဆင်မပြေဘူး column မှာပို့ချင်တယ်အဲတော့သူ့ပုံစံနဲ့တူချင်တာအဲ့တော့သူ့ပုံစံနဲ့တူချင်တော့ date ကိုနော် date ကိုဟောပို့အောင်နော် date ကို row မှာပို့အောင် date က row ပို့လိုက် date ကို row ပို့လိုက်ပြီးဘိုင်းယာကိုဘိုင်းယာလည်းဒါဒီမှာမိ date ရဲ့ဘိုင်းယာကိုကြာတော့ column မှာပို့ရင်ဒီရောက်သွားမယ်ဒီပုံစံလိုချင်တာ daddy နော် daddy ဘိုင်းယာက column ရောက်သွားနော်ဘိုင်းယာက column ရောက်သွားဒီပုံစံနဲ့ကျွန်တော်တူအောင်လုပ်ချင်တာဒီပုံစံနဲ့တူအောင် daddy kibli mommy နော် daddy kibli mommy ရသွားဒီမှာရောက်ပြီဘိုင်းယာ type ကကျတော့ type ကကျဒီကိုလာtype ကကျကိုလာရောက်ပါဖြူတယ်အဲ့တော့ January လမှာဝယ်တယ် February လမှာဝယ်တယ်နောက်အမျိုးအစားခွဲတယ်အပေါ်မှာ daddy kibli mommy နော်အဲ့လိုမျိုးအဲ့ဒါကိုလောက်တော့ဆိုတိုက်နော်တိုက်ရ daddy ရ kibli ရ mommy ရ grand တို့တယ်နော်အကောင်ဘယ်လိုလုပ်လဲအဲ့ဆိုရင်ကျွန်တော်ပြန်လုပ်ကြည့်မယ်အဲ့တော့ bytecode တွေပဲB brain ကို BB A60 ရဒီမှာပဲokay အမှကျွန်တော်တို့ယူချတဲ့နေရာမှာအရေးကြီးတယ်ဘယ်ဟာကိုဘယ်ဘက်ကိုချမလဲเนาะအဲ့တော့သူ date ကိုသူ row နေရာမှာပေးထားတယ်အဲ့တော့သူအပေါ်မှာ date ရဲ့ဘိုင်းယာရဲ့ type ရဲ့ amount ရရပြီအဲ့တော့ date ကိုကျွန်တော် row နေရာမှာပေးလိုက်တယ်အဲ့တော့ January February ဒိတ်အနေနဲ့လုပ်ရပြီဒိတ်ပြီးရင်ဘိုင်းယာကတော့ row 2ချင်တာနော်ဟုတ်တူ column
chẳng điều gì à mood call là sau đó daddy ye kebli ye mami ye ya ta ai đó tam bố đi bỏ nó amount là mía là value amount vậy đó rồi nó đó rồi đủ nó hoa mà rú mà cả phụ đại cả phụ ở đây mà thế chứ thế cố là một lọ mau quá là một lọ đó bây giờ mà nó đi mà bộ kẹp lý one two five bộ eight four three đó tôi bảo thế này còn nó đủ ta đi send all the amount by rồi đi màပြန်ပြီးတော့ပြန်ဟောပြောတော့ရွေးလို့ရတယ်ဒယ်ဒီပဲရွေးလိုက်နော်ဒယ်ဒီတူရောက်ဆက်ရမှာဒယ်ဒီပုတ်နော်0မရှိဘူးပုတ်ကကက်ပလီပဲဝယ်တယ်နော်အဲ့ကောင်းဆက်လက်ပြန်ပြီလို့တလို့ဟောဖြစ်လို့ရတယ်အဲ့ဒါကို byport တင်မယ်နော်သူရှိနေတဲ့ဒီစရင်ကနေပြီးတော့ဘုတ်ကိုဘယ်သူဝယ်နော်ကက်ပလီဝယ်တယ်125တော့ဖူကိုဘယ်သူတော့မာမီလည်းဝယ်တယ်မာမီဝယ်တယ်490ဖြူတယ်ကိုမာမီဝယ်တယ်94 music ကိုကက်ပလီဝယ်တယ်20 support ကို daddy ဝယ်တယ်20 ticket ကိုကက်ပလီဝယ်တယ်125အဲ့တော့ daddy ဝယ်တာ20ပဲရှိတယ်ကက်ပလီဝယ်တာ290မာမီဝယ်တာ940တမိသားစုစုံဝယ်တာ834အဲ့လိုမျိုးဒါကြတော့သူအဝမ်းနဲ့လို့ချက်နေပြန်နော်ပိုက်ပေါ်ချက်အဲ့တော့အရင်အခန်းသင်ခဲ့တဲ့ချက်ကနေယူချက်ကနေယူပိုက်ပေါ်ချက်နော်ရိုးချက်ပိုက်ပေါ်ချက်ကိုမယူပိုက်ပေါ်တီးပဲဟာဒီမှာပိုက်ပေါ်ချက်ပိုက်ပေါ်ချက်ကကျတော့ဆက်လက်ရွေးပြီးသားပြီ A60 မှာပဲရွေးမယ်နေရာပေးလိုက်ပြီး OK ပေးလိုက်တယ်အဲ့ဒါပိုက်ပေါ်ချက်ကဘာလို့မလို့သူကကျတော့ row မှာ type ကိုပေးတယ်နော်ရန်တော့ကြည့်ရအောင် type ကိုပေးတယ်ပြီးရင် column လေးမှာ amount တော့ဘယ်လိုဒီမှာပြဒါတော့ table လေးနဲ့ amount လေးနဲ့ရှင်းပြပြီးရင် legend က series ဒီတော့ total amount ရဖြူတယ်ဆိုတော့ type ကိုပြီးမှပြန်ပြောင်းလို့ရတယ်ဆက်လက်ပေးပြီးတော့ insert ချိန်တာပေါ့နော် chapter ကိုချိန်တာသူပုံစံမျိုးပြတော့ဒါမျိုးချိန်လို့ရတယ်နောက်တစ်ခါပိုင်းရပ
ပိုင်းရအောင်ကျွန်တော်ဒီမှာထည့်ကြည့်ထည့်ကြည့်လို့မကောင်းဒီမှာထည့်ကြည့်သူနဲ့တော့တူသွားပြီမာမီဝယ်တာစပေါ်ကဒယ်ရီနော်ဖြည်းဖြည်းချင်းပေါ့ပြန်ပြီးတော့ပြင်လို့ရနော်ဒါလေးကကျတော့ pipe board ချဒါလည်းလုပ်ပါနော်နောက်တစ်ခါနေ you are color fee တွေအဲ့ဒီမှာ day fee ရှိတယ် buyer fee ရှိတယ် type fee ရှိတယ် amount fee ရှိတယ်နော် fee ဒါ something to keep in mind ဆိုပြီးမှတ်ထားရမယ် color နဲ့နော်နောက်တစ်ခါ this fee should be standard ဒါက amount မှာပဲကျွန်တော်တန်ဖိုးရှိတယ်ပေါင်းတာနှုတ်တာမြောက်တာစံဒီတန်ဖိုးပဲလောက်ဒါတွေအကြတော့နေရပြရုံပြအောင် column အနေနဲ့ပြရင်ပြမယ် row အနေနဲ့ပြရင်ပြဒါ amount အားလုံးပေါင်းလိုက်တာဒါကြတစ်ခုချင်းစီပေါင်းဒါကြတော့သူ့ရဲ့ type ရဲ့ line ပေါင်းလိုက်တာဒါကဘိုင်ယာကိုပေါင်းပေးတာအဲ့လိုမျိုးလို့သလိုရတယ်ပေါ့နော် byport တွေအဲ့တော့ byport တွေပဲကဒီမှာရှိနေတဲ့ column မှာရှိနေတဲ့ဟာတွေကဒီ byport တွေပဲ dialog box ပေါ်လာတဲ့အခါမှာဒါမျိုးတွေရောက်သွားတယ်ရောက်သွားပြီးကမှ feed ပြီးတော့ဆွဲရ column မှာထားမလား row မှာထားမလား filter မှာထားမလား amount များသောအားဖြင့်ဒီ amount က value မှာထား nice အဲ့တော့ဒီမှာ amount ကို feed ဆွဲလိုက်value နေရမှာအဲ့တော့ amount တန်ဖိုးနေရမှာအဲ့ဒါက buyer နော် buyer row မှာထားလိုက် feed ဆွဲလိုက်အဲ့တော့ဒီမှာဖြစ်သွားရင်တော့ဒီမှာ buyer row လည်းပဲပေါ်လာပြီ sum of amount ပေါ်လာပြီနော် buyer က row မှာမလို့ row မှာနော် amount ကဒီမှာ amount ကတော့ပေါင်းပေးမှာလို့ပြော sum လို့ပြောအဲ့ဒါဘာလို့တော့ဆိုတော့ byport table area byport table fee show fee list amount value buyer row address ဆွဲလိုက်တယ်အဲ့ဆိုရင် A60 ရှိမှလောက်မလားနောက်ရှိမှလောက်မလား isa byport table ဟုတ်ပြီဒါတော့ရှင်းလင်း table သေးသေးလေးနဲ့ပြသွားတာဖြစ်တယ်နောက်တစ်ခါကျတော့ကျွန်တော်အရန်ရှုပ်ထွေးတဲ့ဥစ္စာနဲ့ပြမယ်အရန်ရှုပ်ထွေးရဲဆိုတာကျတော့ဒီမှာ piping ISO number revision number area ရှိမယ်နောက် line number ရှိမယ် equipment ရှိမယ် support number ရှိမယ်နောက် joint number ရှိမယ် fill short ရှိမယ် component တွေရှိမယ် material တွေရှိမယ် diameter ရှိမယ်အဲ့တော့သူ့ကိုကျွန်တော် select လုပ်ပြီးတော့ကျွန်တော် insert byport table ring နော် byport table ရပြီသူ့ကြတော့ new word ရှိမှာပဲသွားလုပ်မယ်ဘာလို့ဒီမှာနေရာမရှိတော့လို့အဲ့တော့ okay ပေးလိုက်ရင်သူကဘာလို့လဲဆိုတော့ new word ရှိမှာရှိ number 3အနေနဲ့နော်ထွက်လာတဲ့အခါမှာကျွန်တော်တို့ကဘယ်လိုလုပ်ချင်တာတော့နော် row နေရာမှာ equipment ကိုလုပ်ချင်တယ်အဲ့တော့ equipment number တွေပေါ်လာတယ်ဒါ equipment number တွေနောက်တစ်ခါ column မှာပါပြချင်တယ် column မှာကျွန်တော်က material ကိုပြချင်တယ်အဲ့တော့ material ပြီးတော့မှသူက joint သူကကျွန်တော်ကဒီမှာကျတော့ dB နဲ့တိုင်းတာတော့ diameter 2သူကကျတော့ value မှာထားလိုက်တယ်အဲ့တော့အပြောင်းတော့ဒီ equipment နဲ့ပတ်သက်တာကနော် carbon steel က89တိုင်း carbonite က15တိုင်း stainless steel က90တိုင်းစုစုပေါင်း164ဆိုပြီးတော့သူတန်ဖိုးရမယ်စုစုပေါင်းဆိုရင်သူကအဲ့လိုမျိုးပေါ့နော် copper 90 carbon steel ရတဲ့လောက် carbonite ကဒါလောက် stainless steel ရတာစုစုပေါင်းထားလောက်ဆိုအဲ့လိုမျိုးနော် data တွေအများများဒီမှာကြည့်
data တွေအများများတယ်အဲ့ data တွေကနေပြီးတော့ကျွန်တော်တို့လိုအပ်တဲ့တန်ဖိုးတွေပေါ့ဒီမှာနောက်ထပ်သွား filter ဆွဲလို့ရသေးတယ် filter ဆွဲတဲ့အခါမှာ select all နှိပ်လိုက်ဒီ equipment တစ်ခုခုကိုကျွန်တော် select ပေးလိုက်မယ် select ပေးပြီး open ပေးလိုက်ရင်သူနဲ့ပတ်သက်တာဒီ equipment နဲ့ပတ်သက်တာ carbon 3 dollar carbon 9 dollar စုစုပေါင်း$လောက်ရှိတယ်ဒါတော့လုပ်ငန်းခွင်နဲ့လည်းနောက်ပတ်သက်ပါတယ်နော်အပေါ်အများကြီးတော့လုပ်လို့ရတယ်ဆိုတော့ပဲကျွန်တော်ပြတာဒီလိုမျိုး pivot table ကိုသုံးပြီးတော့အဓိက master join list ကနေပြီးတော့လိုအပ်တဲ့ data တွေကိုကျွန်တော်တို့လိုစလိုလေးဆွဲထုတ်တာเนาะအဲ့လိုနောက်တစ်ခါ material ပြီးသွားပြီကျွန်တော် data တွေများတဲ့အတွက်เนาะ data တွေများတဲ့အတွက်ဟောဖြစ်တယ်ပို့ပြီးတော့ရှုပ်ထွေးတယ်ပေါ့နော် ISO number ကိုထည့်လိုက်တဲ့အခါမှာဆိုရင်ဒါခုနက equipment လိုက်ပေါ့နော်ဒီ equipment C5405 မှာဆိုရင်ဒီ ISO number တွေရှိတယ်ပို့ပြီးတော့ဒီပို့ကြပါတယ်အဲ့လိုစလိုမျိုးထပ်ထည့်လို့ရတယ်အဲ့ဒါခါ line number ကိုထည့်လိုက်တယ်ဟုတ်တော့ line number တွေထွက်လာနော်ဥပမာဒါ ISO number ဒါ line number နော်ဒါ number တွေကတော့ double ဖြစ်သွားတယ်ဟုတ်တယ်ဒါကတော့တကယ်လုပ်ငန်းခွင်သုံးတဲ့နော် pivot table တွေဖြစ်ပါတယ်ဒါကအရင်တော့ဆွဲထားတဲ့ဟာတွေအဲ့တော့ equipment နော် equipment က row မှာပေးထားတယ် equipment က row မှာပေးထားတယ် count of spool number spool number တွေကို count လုပ်ထားတယ်မှန်တော့မမှန်spool က number အနေနဲ့ကောက်တာဒါတော့ပမာဏကြီးမရှိဘူး dB နော်ဒါအရင်ဒါလောက်ရှိတယ်ဒီတစ်ခုကိုဖယ်မရအောင် remove free ဆိုအဲ့တော့ဒီ equipment နဲ့ပတ်သက်တဲ့ဒိုင်ရင်ကဒါလောက်ရှိတယ်ဒီ equipment ကဒါလောက်ရှိတယ်အဲ့လိုမျိုးစုစုပေါင်းဒါလောက်ရှိတယ်အဲ့လိုမျိုးလိုသလိုလေးပေါ့နော်ဒီလို data တွေအများကြီးတွေကနေပြီးတော့နော် data တွေအများကြီးတွေကနေပြီးတော့ဟို pivot table နဲ့သွားတာအခုလောက်ထားတာကျတော့ကျွန်တော်ပြီးခဲ့တဲ့ chapter တွေမှာသင်ခဲ့ပြီးသားပေါ့နော်ဒီ filter ဆွဲတာကိုကျွန်တော်ပြန်ပြီးတော့ပြမယ် filter ဆွဲတာကျတော့ဒီမှာ data အောက်မှာရှိတယ်filter ကိုတစ်ချက်ပြန်နှိပ်လိုက်ရင်ဟောဖြစ်သွားပြီfilter လောက်ထားတဲ့ဟာတွေအကုန်လုံးပွင့်ထွက်သွားပြီအဲ့တော့ပြန်ပြီးတော့ကျွန်တော် filter ဆွဲမယ်အဲ့တော့ filter ဆွဲမယ် filter ဆွဲတော့ဒီနေရာမှာ v1 လို့ super 0ပြင်အဲ့ဒါမရှိတော့ဘူးကျွန်တော်က light ဟာတွေပဲရှိအဲ့မှာကျွန်တော်က filter ဘယ်လိုဆွဲကျင်နေလဲဆိုတော့ short wave ပဲကျွန်တော်ဆွဲမယ်ဆိုရင် short wave ကျွန်တော်နှိပ်လိုက်တယ်အဲ့မှာအကုန်လုံး feed တွေပျောက်သွားပြီနော် short တွေပဲအဲ့ကျတော့ဒီမှာ set ဟိုနဲ့ set to တဲ့နဲ့ပေါင်းထားတာ set to တဲ့နဲ့ဒါလေးကိုပေါင်းထားset to တဲ့နဲ့ပေါင်းတယ်အဲ့မှာ short မလို့ခြင်းဘူးကျွန်တော် feed ပဲလို့ခြင်းတယ်ပေါ့နော် short အချက်နော် feed ကို click ပြန်ပါအဲ့တော့ feed ပမာဏပြန်ထွက်လာအဲ့လိုမျိုးဒါ data တွေအများကြီးကိုကျွန်တော်တို့လိုက်ပြီးတော့နော်ပေါင်းတော့မြောက်စားလုပ်နေစရာမလိုဘူး filter ဆွဲတယ်ဒီမှာ set to တက်ပေးထားတယ်အဲ့ဒါ set to တက်ရနေပြီးတော့တန်ဖိုးကိုချက်ချင်းကြည့်လို့ရတယ်အဲ့လိုမျိုးအဲ့တော့ short နဲ့ feed နဲ့နှစ်ခုပေါင်းပြန်ကြည့်မယ်ဆို16195เนาะအဲ့လိုမျိုးရအဲ့တော့မှ equipment တစ်ခုချင်းစီကျွန်တော်တို့ပြန်ကြည့်မယ်equipment တစ်ခုစားအဲ့တော့ equipment တစ်ခုစားရဲ့တန်ဖိုးကဒီမှာ3136เนาะအဲ့လိုမျိုးနောက်တစ်ခါအဲ့ equipment ကိုမှနောက်တစ်ခါ line နေနဲ့ပြန်ပြီးတော့ filter ဆွဲတယ်1နဲ့ဘယ်လောက်ဆိုပြီးအဲ့ဆိုဒါဆိုရင်သူကတစ်ခုစားနော် equipment ဒီမှာဒီ line number ISO ကလည်းဒါဒီ ISO ပဲအဲ့ဘယ်လောက်ရအောင်ဆို 28.5
28.5 အဲ့မှာကြာမှာ short နဲ့ fee နဲ့ထပ်ခွဲလို့ရသေးတယ် short ကဘယ်လောက် fee ကဘယ်လောက်အဲ့မှာ carbonate ကဘယ်လောက် carbon stay ကဘယ်လောက်နော်အဲ့လိုမျိုးတော့ခွဲခြင်းတို့ filter ဆွဲတယ်ဆိုတာကျတော့ကိုလိုချင်တဲ့ဟာကိုရအောင်အဲ့လောက်တာဒါ filter ဆွဲတယ် filter လောက်လိုက်တာ filter ကိုပြန်ပြီးတော့ဖြောက်ခြင်းနော် filter တစ်ချက်ပြန်နေလိုက်နော်ဒီ draw down list လေးတွေမရှိတော့ရင် filter ပြောင်းပါပြီတစ်ချက်ပြန်နေတဲ့နော် sort and filter data အောက်မှာရှိတယ် filter တစ်ချက်နေလိုက်ဆို draw down list လို့ခေါ်တယ်ဟော draw down list မှာနော်အများကြီးတော့ကြည့်ချင်တဲ့ဟာတွေဟောပါရှိတယ် carbon state ရှိတယ် carbon နဲ့ရှိတယ် straightness state ရှိတယ်အကောင်လုံးမှာအကောင်လုံးအချက်လောက်လိုက်ပြီးတော့ straightness state အဲဆို straightness state နဲ့ပတ်သက်တဲ့ data တွေပဲကြည့်လို့ရမယ်အဲ့လိုပြောတယ်ဒါကကြတော့ကြုံလို့ထပ်ပြောတာနော်ထပ်ပြီးတော့ဒါအောင်လုပ်တယ် select all နော်ဒါတွေက filter ဆွဲတယ်ဟာ filter ဆွဲရတယ်အရင်အသုံးဝင်ပါတယ်နော် filter ဆွဲတာနောက် data အောက်မှာနောက်ထပ်က group and group ရှိသေးတယ် group and group လုပ်တယ်ဆိုတာကြတော့ဒီမှာဒါဆိုရင်ပေါ့နော်1109နဲ့ပတ်သက်တာလေနော်1109နေကိုအကုန်လုံးကျွန်တော် group ပေးလိုက်မယ်အဲဆို1109 group ဖြစ်သွားပြီအဲ့ဒါကိုကျွန်တော်ဒီမှာတစ်ချက်နှိပ်လိုက်မယ်အဲဆိုရင်ဒီနေရာမှာ1109နော်တော့ group ပြန်လုပ်လိုက်မယ် row နော် okayဆက်လက်ပေးရအောင်အဂရုလိုလိုက်တော့အကုန်လုံးမရှိတော့ဘူးအပေါ်ဆုံးတစ်ချောင်းချန်လိုက်အပေါ်ဆုံးတစ်ချောင်းချန်ထားတယ်သူ့ဂရုပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီ minus tick လေးကိုအချက်နှိပ်လိုက်အချက်လိုက်တော့ဒီမှာဒီတစ်ခုပဲပေါ်နေကြတာဘယ်ပေါ်ဆုံးတစ်ခုချမ်းကရုပ်ပေးလိုက်နော်အကောင်လုံးဖြောက်လိုက်ရင်လည်းရတယ်ဒီလိုတစ်ခုချမ်းခဲ့ရင်လည်းရတစ်ခုချမ်းခဲ့ခြင်းအပြင်ကျွန်တော်နှစ်ဘက်ကိုမြင်ရသေးတယ်ပေါ့နော်ကရုအန်ကရုလုပ်လို့ရတယ်လိုအပ်တယ်လို့ column လုပ်လို့ရတယ်လို့ row လုပ်တယ်လို့ column နဲ့လုပ်လို့ရတယ်ဒီ column ကိုကျွန်တော်ရွေးလိုက်တယ်ရွေးပြီးတော့ကရုနှိပ်လိုက်တယ်သို့ဒီပိတ်လိုက်တယ် minus လေးနဲ့ပိတ်လိုက်တယ်အဲ့တော့ဒီ row တွေကိုကျွန်တော်ပိတ်ထားတာ row က OPQR နော် OPQR ၄ခုပေါ့နော်၄ခုကိုကျွန်တော် hide လုပ်လိုက်တာဒါ hide လုပ်တာနဲ့ဒီ group ဖွဲ့ထားတာနဲ့မတူ group ဖွဲ့ထားတာကကျတော့သူနဲ့ပတ်သက်တာလေးတွေ group ဖွဲ့ပြီးတော့ဒီလိုခဏပိတ်ထားတာပိတ်မလားဖွင့်မလားနော်ဒါ group and group သုံးလို့ရတယ်အဲ့တော့ pivot table ကတော့နော်လိုရင်လိုသလိုကျွန်တော်သုံးလို့ရတယ်အဓိကကဒီ၄ခုကိုပဲမှတ်ထားအောင်နော်ဒီဥစ္စာပေါ့နော် filter area ရှိမယ် column area ရှိမယ် row area ရှိမယ် value tempo တွေရှိမယ်သူကလိုသလိုကျွန်တော်ပြန်ပြီးတော့ပေါင်းပေးတာနော်စုပေးတဲ့သဘောမျိုး data တွေအများကြီးတွေကနေပြီးတော့လိုအပ်တဲ့ data လေးရအောင်တူရစုပေးပေါင်းပေးလိုက်တယ်။နော်အလုပ်လုပ်တဲ့အခါမှာအရန်လွယ်သွားတာပေါ့နော်။နော်ဒါတော့ဆိုရင်တော့ pivot table နော်ကိုယ့်ကိုလေ့ကျင့်ကြည့်ပါကိုယ့်ကိုနော်စမ်းပြီးတော့လုပ်ကြည့်ပါကိုယ်လုပ်ငန်းခွင်နဲ့နော်သက်ဆိုင်တဲ့ဥစ္စာတွေလေ့ကျင့်ရင်ဒီလို pivot table ကိုကောင်းနော်လုပ်တတ်သွားပါလိမ့်မယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။